္ဂလာပါဟုတ်ကဲ့ဒီနေ့မှာဒီလိုမျိုးအခြေအနေပေါ့နော်မိုးတွေရွာကောင်းရွာမယ်ဘာမှမသိနိုင်ဘူးပေါ့နော်ဒီအခြေအနေမှာဖျားเจ้าကိုရောက်လာခဲ့တယ်ဆိုတာဒါကဖျားရဲ့နှုတ်ကပတ်တော်ကိုတကယ်ကိုကြားနာခြင်းလို့ပေါ့နော်ဖျားနဲ့တကယ်ကိုနီးခြင်းနဲ့နှလုံးသားတွေနဲ့ရောက်လာတယ်လို့ကျွန်တော်ယူဆပါတယ်ဒီအတွက်အားလုံးပေါ်မှာဖျားတကယ်ကောင်းချီးပေးပါစေကျွန်တော်ဒီနေ့အတူတကွဆင်ခြင်ခွန်အားယူတိဆောက်ဖို့ရန်အတွက်ယူဆောင်လာတဲ့ခေါင်းစဉ်လေးကပါလဲဆိုတော့ကြာရှုံးခြင်းကအောင်မြင်ခြင်းအတွက်ဖြစ်တယ်ကြာရှုံးခြင်းကအောင်မြင်ခြင်းအတွက်ဖြစ်တယ်ကြားရတော့နည်းနည်းတစ်မျိုးလေးဖြစ်တယ်ကြာရှုံးတာလည်းပါတယ်အောင်မြင်တာလည်းပါတယ်ကြာရှုံးခြင်းကအောင်မြင်ခြင်းအတွက်ဖြစ်တယ်လို့ပြောတဲ့အခါမှာအရှုံးပေါ့အရှုံးလို့ပြောရင်ကျွန်တော်တို့မလိုချင်ဆုံးအရာတည်းကတစ်ခုလူတွေကရှုံးမှာကိုမကြိုက်ကြဘူးကိုယ်တိုင်ရှုံးမှမကြိုက်သလိုဘာဖြစ်လဲဆိုတော့ကိုအားပေးတဲ့သူတွေရှုံးမှလည်းမကြိုက်ကြဘူးအခုဆိုလို့ရှိရင် World Cup မှာဆိုရင်ဒါအမျိုးသားတွေဆိုညဘက်တွေအထိထပြီးကြည်ရတယ်အမောပေါ့အရေးတွေလည်းပြက်ကျွန်တော်အားပေးတဲ့အသင်းတွေရှိတယ်အဲ့အသင်းတွေကအကယ်၍ရှုံးသွားတယ်ဒါမျိုးကျွန်တော်ဝမ်းနေရတယ်ကျွန်တော်လွန်ခဲ့တဲ့နှစ်တရာဆိုကိုအောင်လာအန်ဆန်ပေါ့ကျွန်တော်အားပေးတယ်သူရှုံးတဲ့အခါမှာကျွန်တော်အယံဝမ်းနေရတယ်မလို့ချင်မှုရှုံးတဲ့အရာဆိုတော့အများကြီးရှိတယ်ပေါ့နော်တာရကတွေရှိမှကျွန်တော်ကဒီရှုံးနေမှုလို့ပြောလို့ရှိရင်ရှုံးနေမှုကိုလက်မခံကြဒါလူရဲ့သဘာဝဖြစ်တယ်ဒါပေမဲ့တခါတရံမှာကျွန်တော်ဒီလောကကြီးထဲမှာအသက်ရှင်တဲ့အခါမှာအနိုင်ရှိတယ်အရှုံးရှိတယ်တခါတရံမှာရှုံးနေခြင်းတွေတွေ့ကြုံရနိုင်တယ်ဒါပေမဲ့အဲ့ဒီအခြေအနေကကျွန်တော်တို့ကိုလဲပြိုသွားဖို့မဟုတ်ဘူးဆိုတာကိုပထမဆုံးအနေနဲ့ဖော်ပြလိုပါတယ်ခြေပြကျမ်းလေးကိုကျွန်တော်ပြန်ဖတ်ချင်ပါတယ်ကောင်းသောသူဤခြေရာတို့ကိုထာဝရဘုရားသည်ပဲ့ပြင်၍သူသွားရလမ်းကိုနှစ်သက်တော်မူဘုရားသခင်ကလမ်းကိုပဲ့ပြင်ပြီးတော့မှသူသွားတဲ့လမ်းကိုနှစ်သက်တယ်ဆက်ပြီးတော့ဖတ်တဲ့အခါမှာထိုသူသည်လဲတော်လဲဆုံးရသို့မရောက်ရအဲ့တော့ဘုရားနဲ့သွားတဲ့သူတွေလည်းလဲတတ်ပါတယ်နော်ဟာဘုရားရဲ့ရှိခိုးတာငါတို့ဘယ်တော့မှမကြရှုံးတော့ဘူးမရှိပါဘူးတခါတည်းမှာလဲတတ်ပါတယ်ဒါပေမဲ့အဲ့ဒီလဲခြင်းကဆုံးရှုံးသွားဖို့တော့မဟုတ်ဘူးဆုံးရသို့ရောက်မှာမဟုတ်ဘူးအကြောင်းမူကားထာဝရဘုရားသည်သူဤလက်ကိုကင်မတော်မူ၏ဘုရားကလက်ကိုကင်ပြီးတော့မှမတယ်လဲကောင်းလဲသွားလိမ့်မယ်ဒါပေမဲ့ဘုရားကပြန်မပြီးဆွဲထူတယ်ဆိုတာကိုတွေ့ရပါတယ်ဒီတော့ဒီနေ့ကတော့လူငယ်အစီအစဉ်လေးဖြစ်တဲ့အခါမှာကျွန်တော်ကတော့လူငယ်တွေကိုနည်းနည်းလေး focus ထားတယ်ပေါ့နော်အဲ့တော့လူငယ်ဘဝဆိုတာကျွန်တော်တို့အမှားနဲ့မကင်းဘူးတော်တော်များကမှားမှောင်ကြောက်ကြတယ်အမှားပေါ့နော်အမှားကိုမဖြစ်ချင်ကြဘူးခုနအရှုံးနဲ့အတူတူပဲမှားတဲ့အရာမှားတာကိုမလိုချင်ကြဘူးဒါပေမဲ့လူဆိုတာအမှားနဲ့ကင်းသလားဆိုတော့လေမကင်းဘူးလူရယ်လို့ဖြစ်လာရင်အမှားဆိုတာရှိအဲ့တော့အမားကိုမဖြစ်ချင်တဲ့အခါမှာတခါတရံဘာဖြစ်လဲဆိုတော့မမားအောင်နေရင်းနဲ့မှလှုပ်တင်တာတွေကိုမလှုပ်မိတဲ့အခြေအနေတွေတွားတင်တဲ့နေရာကိုမတွားမိတဲ့အခြေအနေတွေထွက်ရမယ့်နေရာမှာမထွက်ဘဲနဲ့အဲ့နေရာမှာပဲဆက်ပြီးတော့နေမိတဲ့အခြေအနေတွေအများကြီးဖြစ်နိုင်တယ်ဒီຢာတွေကိုလည်းကျွန်တော်သတိထားဖို့ဖြစ်တယ်ဒီတော့ဘုရားသခင်ကကျွန်တော်တို့ရဲ့ကြာရှုံးခြင်းတွေကိုကျွန်တော်တို့အသက်တာအောင်မြင်မှုရန်အတွက်လှေကားတစ်တွေနဲ့ဘယ်လိုပြောင်းလဲပေးလဲဆိုတာကိုကျွန်တော်ဒီနေ့ခွန်အားယူတိဆောက်သွားဖို့ဖြစ်ပါတယ်ဒီနေ့ကတော့အချက်၃ချက်အနေနဲ့ကျွန်တော်တို့ခွန်အားယူတိဆောက်သွားမှာဖြစ်ပါတယ်ဒီတော့ပထမတစ်ချက်အနေနဲ့ဖခင်ကကျွန်တော်တို့ကိုလမ်းပြနေတယ်အဲ့တော့လမ်းပြခြင်းရဲ့နောက်ွယ်ကဖခင်ရဲ့အစီအစဉ်ဖခင်ကကျွန်တော်တို့ကိုလမ်းပြနေတယ်လို့ပြောတဲ့အခါမှာဟာကောင်းတာပေါ့ဘုရားသခင်တကဘာလုံးကိုဖန်ဆင်းထားတဲ့ဘုရားကငါ့ကိုလမ်းပြနေတာပဲငါကလည်းအဲ့ဘုရားနဲ့ဆုတွေတောင်းပြီးတော့ဘုရားနဲ့တွာလာနေတာပဲဒါပေမဲ့အဲ့နောက်မှာဘုရားကကျွန်တော်တို့အစီအစဉ်ရှိတယ်ဆိုတာကိုလည်းကျွန်တော်တို့မမေ့ဘူးရန်ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ခြေလမ်းတိုင်းကိုဘုရားသခင်ကပဲ့ပြင်နေတယ်ဒါပေမဲ့အဲ့လိုပဲ့ပြင်နေနေမှာတွာလာရင်းနဲ့မှာလောကထဲမှာတွားတဲ့အချိန်မှာတခါတည်းမှာကျွန်တော်တို့လမ်းပြောင်းတတ်တယ်ဘာကြီးလဲငါဘွားကငါဘာဆက်လုပ်ရမှာလဲဒီမှန်းချက်တွေပျောက်တဲ့အခြေအနေတွေဘာဆက်လုပ်လို့လုပ်ရမယ်မသိတဲ့အခြေအနေတွေရှိကောင်းရှိနိုင်တခါတည်းမှာကိုဖြစ်ချင်တိုင်းဖြစ်မလာတဲ့အခြေအနေတွေရှိကောင်းရှိနိုင်ဒါပေမဲ့ကျွန်တော်တို့မမေ့ဘူးကဘုရားသခင်ကကျွန်တော်တို့လမ်းကိုအမြဲတမ်းပဲ့ပြင်နေတယ်
ဒီအစီအစဉ်မှာကျွန်တော်တို့အစင်မပြေမဲ့ပိုကောင်းတဲ့အစီအစဉ်ကိုဘုရားသခင်ကကျွန်တော်တို့အတွက်ပြင်ဆင်ပေးထားတယ်ဆိုတာကိုမမေ့ဖို့ရန်ဖြစ်ပါတယ်ဒီအကြောင်းအရာလေးကိုဘယ်သူအကြောင်းနဲ့ဖော်ပြခြင်းလဲဆိုတော့ရှောလုနော်ရှောလုကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တယ်ရှောလုကဘယင်မဖြစ်ခင်မှာသူကတာမန်ရိုးရိုးလူငယ်တယောက်ပဲသူကဘယင်မဖြစ်ခင်မှာသူကဘာသွားလို့ရလဲဆိုတော့သူ့အဖေကတာယေမင်းငါမြည်တွေပျောက်တယ်မင်းသွားရှာအဲ့တော့သူဘာသွားလို့လဲဆိုတော့မြည်သွားရှာမြည်ရှာဖို့မထွက်သူအဖေရဲ့မြည်တွေကိုသွားရှာသူသွားရှာတာဘလို့ရှာမတွေ့ဘလို့မှမတွေ့တကယ်ဆိုလို့ရှိရင်ဒီမြည်တွေကသူတို့ရှာတာလွယ်ကောင်းလွယ်မှာပေါ့သူတို့မှလည်းနီးစနစ်တွေရှိမှာပေါ့ရှာတာဒါပေမဲ့ဒီချိန်မှာသူရှာတာဘလို့မှမတွေ့အဲ့မြည်ကိုအဲ့ဒါပဲသူသွားရင်းနဲ့ဟာသူကိုသူဒုက္ခပဲဘယ်လိုလုပ်တော့အိမ်ပြန်ရင်တော့အဖေစီကအဆူခံရမလားမသိအဲ့ဒီချိန်မှာသူကဘာလုပ်လဲဆိုတော့အဲ့ဒီမြို့မှာတဲ့ prophet ရှမွေလရှိတယ်တဲ့နော်ရှမွေလ prophet ကြီးရှိတယ်ရှမွေလ prophet ကြီးကလေမြင်တော်သူဖြစ်တယ်တဲ့နော်မြင်တော်သူဖြစ်တယ်တဲ့သူစီကိုသွားရင်မင်းရဲ့မြီးတွေဘယ်မှာရှိလဲဆိုတာမင်းသိကောင်းသိမယ်အဲ့နဲ့ပဲသူရှာကျင်တာကမြီးနော်မြီးရှာဖို့ပဲသူ့မှာအစီအစဉ်ရှိတယ်သူ့မှာဟိုဘယင်ဖြစ်ဖို့တွေနိုင်ငံကိုဥဆောင်ဖို့တွေဘာမှအစီအစဉ်မရှိဘူးသူရှာကျင်တာကမြီးသူအောင်မြင်ကျင်တာကလည်းမြီးရှာဖို့ဖခင်ရဲ့ prophet ကိုရှာရတယ်ဘာလို့ဖို့လဲဆိုတော့သူမြီးပြန်တွေ့ဖို့ဒါကသူ့ရဲ့အစီအစဉ်သူသွားတော့မြီးပြန်တွေ့လားဆိုတော့မတွေ့ဘာဖြစ်သွားလဲဆိုတော့ဖခင်ကသူ့ကိုသုံးပြုပြီးတော့မှဣသရေလရဲ့ပထမအဆုံးရှင်ဘုရင်အဖြစ်အဲ့ဒီနေရာမှာပဲဗိတ်သိက်ပေးတယ်ဆိုတာကိုတွေ့ရအောင်တခါတည်းမှာကျွန်တော်အသက်တာမှာကြုံတွေ့ရတဲ့အခြေအနေတွေကြာရှုံးကောင်းကြာရှုံးလိမ့်မယ်အဲ့ဒီຢာကဖခင်ကတစ်ဖက်လက်နဲ့ပူကောင်းတဲ့ຢာကိုပြင်ဆင်ပေးထားတယ်ဆိုတာကိုကျွန်တော်တို့ယုံကြည်ဖို့ရန်ဖြစ်ပါတယ်ဝန်ခံပြီးတော့မှအဲ့ဒီကြာရှုံးမှုတွေမှာကျွန်တော်တို့လဲမသွားဘဲနဲ့ဆက်ပြီးတော့ရှောက်လန်းမှုဖြစ်တယ်ဆိုတာကိုဖော်ပြလိုပါတယ်တခါကSteve Jobs ဆိုတဲ့သူကျွန်တော်အားလုံးသိပြီးသား Apple Company ကိုစပြီးတော့တီထောင်နေသူဖြစ်တယ်သူကအဲ့ Company ကိုတီထောင်ပြီးတော့မှပန်းသီးပေါ့နော်ပန်းသီးတစ်ချမ်းလေးပေါ့အဲ့ဒါနဲ့သူတီထောင်နေဒါပေမဲ့တဲ့သူအသက်30အရွယ်လေးရောက်တော့တဲ့သူတီထောင်ထားတဲ့အဲ့ဒီ Company ကသူ့ကိုအလုပ်ထုတ်ပလိုက်တယ်သူတီထောင်ထားတဲ့အဲ့ဒီ Company ကသူ့ကိုအလုပ်ထုတ်လိုက်အဲ့ဒီအချိန်မှာသူကလုံးဝကြရှုံးမှုဝမ်းနေတယ်ဟာငါတီထောင်ထားတဲ့နေရာငါ့ကိုအလုပ်ထုတ်ပလိုက်ငါဘာဆက်လုပ်ရမှာလဲသူ့မှာမိကုန်းတွေအများကြီးနဲ့ဖြစ်အဲ့ဒီ company ကထွက်သွားတဲ့အချိန်မှာဒါပေမဲ့သူကတဲ့စိတ်တက်မကြောက်စိတ်တက်ကြောက်မသွားဘူးဆက်ပြီးတော့မှ NEXT Next နဲ့ PIXA ပစ္စာဆိုတဲ့ comedy တွေကိုထောင်တယ်ကျွန်တော်အားလုံးသိတဲ့ Twine Story ရုပ်ရှင်နော် Twine Story ရုပ်ရှင်အဲ့ animation ကားကိုလည်းသူဖန်တီးနိုင်ခဲ့တယ်နောက်ပြီးတော့မှအဲ့ဒီဖန်တီးပြီးတော့မှ Apple ကသူ့ကိုပြန်ခေါ်ပြီးတော့မှ iPad တို့ iPhone တို့နဲ့ကဘာကိုလုံးဝပြောင်းလဲပြစ်လိုက်တယ်တခါတည်းမှာဘာဖြစ်လဲဆိုတော့အဲ့လိုခက်ခဲတဲ့အခြေအနေတွေကြာရှုံးသွားတဲ့အခြေအနေတွေကျွန်တော်ရင်ဆိုင်ကောင်းရင်ဆိုင်ရနိုင်တယ်ဒါပေမဲ့အဲ့ဒီຢာကကျွန်တော်တို့ကိုကြာရှုံးသွားဖို့မဟုတ်ပိုကောင်းတဲ့နေရာကိုပို့ဆောင်ပေးဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မမေ့ဖို့ရန်ဖြစ်ပါတယ်ဒီတော့ပထမချက်အနေနဲ့ဖော်ပြလိုတာဘုရားသခင်ကကျွန်တော်တို့ရဲ့လမ်းကိုပဲ့ပြင်နေတယ်ဒါကိုကျွန်တော်တို့မမေ့ဖို့ရန်ဖြစ်ပါတယ်လမ်းကြောင်းရှိတယ်ဆိုတာကိုဖော်ပြလိုပါတယ်ဒုတိယတစ်ခုကတော့လဲကြခြင်းဟာလမ်းဆုံးမဟုတ်ပါဘူးဒါကတော့ခုနကျမ်းစာလေးနဲ့ယူထားတာဖြစ်တယ်ထို့သူသည်လဲတော်လဲဆုံးရသူမရောက်ရလဲကောင်းလဲလိမ့်မယ်ဒါပေမဲ့ဆုံးရမရောက်နိုင်ဘူးဆိုတာကိုတမန်ကျမ်းစာကဖော်ပြပါတယ်တမန်ကျမ်းစာထဲမှာမာကုဆိုတဲ့လူငယ်လေးတယောက်တမန်တော်မာကုမဟုတ်ဘူးနော်သူကမာကုဆိုတဲ့လူငယ်လေးတယောက်သူကတကယ်ကိုဧဝံဂေလိကိုအရန်စိတ်အားထက်သန်ပြီးတော့မှရှင်ပေါလုနဲ့တွဲပြီးတော့သာသနာပြုတယ်နော်ရှင်ပေါလုနဲ့တွဲပြီးတော့သာသနာပြုတယ်ဒါပေမဲ့တဲ့သူအဲ့ဒီမှာသွားတဲ့အချိန်မှာတဲ့ပင်ဖလုပြည်ဆိုတဲ့အဲ့ဒီပြည်ကိုရောက်တဲ့အချိန်မှာသူကဘာဖြစ်လဲဆိုတော့အဲ့ဒီသာသနာပြုတဲ့အရာရဲ့ခက်ခဲပင်ပန်းမှုတွေအိမ်ကိုလွမ်းဆွတ်တာတွေ तू မခံနိုင်ဘူးမခံနိုင်တဲ့ခါမှာဘာလုပ်လဲဆိုတော့ तू ကပြန်လာတယ်တဲ့အဲ့သာသနာပြုခကြီးကလည်းအဲ့အတွက်ပေါလုကလည်းအရန်စိတ်ဆိုးတယ် तू ဟာဒီတယောက်ကတော့အစင်မပြေပါဘူးဖခင်အတွက်တကယ်မဆက်ကပ်နိုင်ပါဘူးနောက်ပြန်လှည့်တယ် तू တကယ်သူ့အသက်တာထဲမှာအဲ့ဒီຢာကအရန်ရှက်စရာကောင်းတယ်ပြ
ပြီးတော့မှရှင်ဘောလူရဲ့ဒုတိယခရီးစဉ်ထွက်တဲ့အချိန်မှာလည်းသူ့ကိုခေါ်ဖို့ရှင်ဘောလူကညှင်းဆန်တယ်ငါသူ့တော့သူပိုင်တော့ငါမတော်ဘူးသူ့တော့မခေါ်နိုင်ဘူးဆိုပြီးညှင်းဆန်ခဲ့တယ်ဒါပေမဲ့အဲ့လိုစွန့်ပစ်ခံရတဲ့အခြေအနေပေါ့နော်အဲ့လိုစွန့်ပစ်ခံတဲ့အခြေအနေတခါတည်းမှာကျွန်တော်တို့ရဲ့အားနည်းချက်ကြောင့်ကျွန်တော်တို့အားနည်းသွားတဲ့အခြေအနေကြောင့်ကျွန်တော်တို့အဲ့ဒီနေရာကနေအဝေးရောက်သွားတဲ့အခြေအနေတွေဘာမှမသိတော့တဲ့အခြေအနေညှော်လင်းချက်မရှိတော့တဲ့အခြေအနေတွေကြုံကောင်းကြုံရနိုင်ဒါပေမဲ့အဲ့အချိန်မှာတဲ့သူကကြာရှုံးခဲ့မြဲဖခင်ကတော့သူ့ကိုဘယ်တော့မှလက်မလွတ်ဘူးအမြဲတမ်းဆွဲထားတယ်အဲ့တော့သူ့ရဲ့အသက်တာကိုသူပြင်ဆင်တယ်ပြင်ဆင်ပြီးတော့မှပြန်လဲဆက်ကတ်သူ့ရဲ့အရှုံးကိုနောင်တရတယ်ဒီကြာရှုံးမှုကိုသူဆက်ပြီးတော့မှစူးစမ်းရုန်းကန်ရင်းနဲ့မှဆက်သွားတဲ့အခါမှာတဲ့တတိယခရီးစဉ်ရောက်တဲ့အခါမှာပြန်ပြီးတော့ရှင်ပေါလုကမာကုကိုခေါ်ခဲ့တယ်ဆိုတာကိုတွေ့ရတယ်အဲ့လိုခေါ်တဲ့ပြင်ကမှသူကဘာပြောလဲဆိုတော့သူဟာတဲ့ငါအမှုတော်ဆောင်ဖို့အတွက်အရန်အသုံးဝင်တယ်ဆိုပြီးတော့တမန်ကျမ်းစာထဲမှာဝန်ခံခဲ့တယ်ဆိုတော့တွေ့ရတယ်အဲ့တော့ရှင်မာကုခရစ်ဝင်ကျမ်းကိုလည်းရေးသားခဲ့တယ်ဆိုပြီးတော့ဒါကကျမ်းသမိုင်းတွေကဖော်ပြတယ်ပေါ့နော်ဒီသူကတကယ်တော့ညင်းပယ်ခြင်းကိုခံရတဲ့သူတယောက်သူ့မှာမျှော်လင့်ချက်မရှိတော့ဘူးဒါပေမဲ့တကယ်ဆက်ပြီးတော့မှအဲ့ဒီနေရာမှာပဲလဲပြိုသွားတာမဟုတ်ဘဲနဲ့ဆက်ပြီးတော့သွားတဲ့အသက်တာကနောက်ဆုံးမှာဒီကျမ်းဆောင်ကိုတော့ပြန်လဲရေးနိုင်တဲ့သူဆိုပြီးတော့ဖော်ပြတယ်ဖြစ်လာတယ်ဆိုတာကိုတွေ့ရပါတယ်တခါက KFC ကျွန်တော်သိတယ်ပေါ့နော် KFC ကြက်ကြော်ဒီကြက်ကြော်ဆိုင်ကိုကြက်ကြော်နီးစနစ်ပေါ့နော်နီးစနစ်ကိုစပြီးတော့တီထောင်တဲ့သူဆိုလို့ရှိရင်သူကအသက်65နှစ်ထိရဲ့သူ့ဘဝမှာဘာမှရည်ရရမလုပ်ခဲ့ဘူးဟာမျိုးလုံးချက်မရှိဒါပေမဲ့သူအဲ့ဒီအချိန်မှာတဲ့ဘာလုပ်လဲဆိုတော့တဲ့ကြက်ကြော်နီးစနစ်တစ်ခုကိုသူရောင်းဖို့စားတောက်ဆိုင်မှာဘယ်လောက်လဲဆိုတော့1009ကျင်းစားတောက်ဆိုင်ဒီကိုတွားတာ1009ကျင်းတော့သူ့ရဲ့ကြက်ကြော်လေးကိုယူသွားပြီးတော့မှနော်သူ့ရဲ့ကြက်ကြော်လေးယူသွားပြီးတော့ကျွန်တော်ကကြက်ကြော်လေးကိုစမ်းကြည့်ပါဒီနီးစနစ်လေးကိုဝယ်ပါစသဖြင့်ဘယ်သူမှစိတ်မဝင်စားဒါပေမဲ့အဲ့ဒီ1010ချိန်မြောက်မှာတော့သူအောင်မြင်ခဲ့တယ်အောင်မြင်တာမှာယနေ့ကျွန်တော်တို့အားလုံးသိတဲ့ KFC ကြက်ကြော်လူတိုင်းကြိုက်တယ်လူတိုင်းစားကြတယ်ဆိုတာတွေ့တယ်ဒီတော့ကျွန်တော်တို့အသက်တာထဲမှာအဲ့လိုလဲကျနေတဲ့အခြေအနေ100လည်းဖြစ်ကောင်းဖြစ်မယ်50လည်းဖြစ်မယ်2ကြိမ်1ကြိမ်လည်းဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့အဲ့ဒီအခြေအနေတွေအားလုံးကကျွန်တော်တို့ကိုသွားပါပြီအနာဂတ်မရှိတော့ဘူးဆိုတဲ့အသက်တာမျိုးနဲ့အသက်ရှင်စေဖို့လုံးဝမဟုတ်ပါဘူးအဲ့ဒီຢာကအဲ့ဒီအခြေအနေတွေကနေကျွန်တော်တို့ရုန်းကန်ပြီးတော့မှဖျားပေးတဲ့ခွန်အားနဲ့ဆက်ပြီးတော့သွားကြဖို့ဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့အောင်မြင်ခြင်းကရှေ့မှာစောင့်နေတယ်ဆိုတာကိုဖော်ပြလိုပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့လက်ကိုဆွဲကင်ထားတော်မူသောဖျားကျွန်တော်ဖျားကလက်ကိုအမြဲတမ်းဆွဲကင်ထားပါတယ်ဒီခါဒီမှာကျွန်တော်တို့ထင်တာပေါ့ငါလဲသွားပြီဖျားသခင်ဗမာလဲဒါပေမဲ့လက်ကတော့ဆွဲကင်ထားပါတယ်တကယ်တော့ဖျားသခင်ရှိနေလို့သာကျွန်တော်တို့လဲတဲ့အရာကဘာဖြစ်လဲဆိုတော့အထိမနာတာဖြစ်တယ်အထိမနာတာဖြစ်တယ်ဥပမာကလေးလေးတယောက်ကပြင်းနဲ့ချော်လဲသွားတယ်ဒါပေမဲ့အဖေကကင်ထားတဲ့ခါမှာလဲတော့လဲသွားတယ်ဒါပေမဲ့သူကဆွဲထားတယ်ဒီအတွက် तू ကြတော့ကြအောင်ကြလိမ့်မယ်ဒါပေမဲ့အကြမနာအဲဒီလိုအခြေအနေမျိုးလေးပေါ့နော်တခါတည်းမှာဖခင်ကကြသွားတဲ့အခြေအနေတွေရှိတယ်ကျွန်တော်တို့တက်တာထဲမှာဒါပေမဲ့အဲ့ဒီຢာကလုံးဝပြိုလဲသွားပြီးတော့ပြန်မထနိုင်တဲ့အခြေအနေမျိုးဖော်ပြနေတာမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့သိဖို့ရန်လိုတယ်တမန်ကျမ်းစာထဲမှာယေရမိအနာဂတ်ကျမ်းခန်းကြီး45မှာပါတဲ့အကြောင်းလေးဘာရုပ်ဆိုတဲ့ prophet ယေရမိရဲ့စရေးပေါ့နော်စရေးဆိုတဲ့လူတယောက်သူ့အကြောင်းကိုတော်တော်များမသိလောက်ဘူးထင်တယ်ပေါ့နော်သူကဘာလဲဆိုတော့ဘာလုပ်ရတာလဲဆိုတော့ယေရမိကဘာလုပ်လဲဆိုတော့ဣသရေလလူမျိုးတွေကိုမင်းတို့တွေအဲ့ဒီမှာကျွန်ခံရမယ်အနှစ်80ကျွန်ခံရမယ်ဆိုတဲ့အကြောင်းကိုသူကပြောတယ်ဣသရေလလူမျိုးတွေမျှော်လင့်တာကငါတို့လွတ်မြောက်ပြီဆိုတဲ့စကားကိုမျှော်လင့်တယ်ဒါပေမဲ့သူကအဲ့ဒီမင်းတို့ဒီအဲ့ဒီမှာသွားပြီးတော့ကျွန်ခံရမယ်ဆိုတဲ့အကြောင်းကိုပြောတဲ့အချိန်မှာအဲ့ဒီ prophet ယေရမိရေးတဲ့စာပြောတဲ့စကားတွေကိုလိုက်ပြီးမှတ်တမ်းတင်ရတဲ့သူကဘာတူလဲဆိုတော့အဲ့ဘာရုပ်ဆိုတဲ့ကောင်လေးသူကအဲ့အချိန်မှာသူ့ရဲ့လူမျိုးတော်တွေကိုဒီဖရားရဲ့ဆုံးမစကားတွေပေါ့နော်အမင်္ဂလာစကားအမင်္ဂလာဆိုတာတဲ့အဲ့ပေါ့အဲ့လိုစကားမျိုးတွေပြောတဲ့အခါမှာဖရားကမင်းတို့ရဲ့လူမျိုးတွေကိုငါဖျက်ဆီးမယ်တို့ဘာလို့ဒီလိုမျိုးတွေပြောတာပေါ့နော်အဲ့လိုပြောတဲ့အချိန်မှာသူကအဲ့ဒီအောင်မှတ်တမ်းတင်နေမှာသူအရင်စိတ်သက်ကြတယ်
စိတ်တက်ကြတဲ့အခါမှာ तू ဘာမှမလုပ်ချင်တော့ तू တက်တာတယ်အဲ့ဒါကိုတဲ့ယေရမိအခန်းကြီး45ပေါ့နော်ဟိုအဖြစ်ပြန်ဖတ်ကြည့်ပါဦးအိမ်မှာပြန်ဖတ်ကြည့်ဖို့မျှော်လင့်ပါတယ်ပြန်ဖတ်ကြည့်ပါလို့ဘာလို့ဆိုယေရမိအခန်းကြီး45မှာအဲ့လူငယ်လေးတယောက်အတွက်ကိုဘုရားကတီးတန့်စကားပြောတယ်သူစိတ်တက်ကြနေတဲ့အရာကိုမင်းစိတ်တက်မကြနဲ့နောက်ကြရင်မင်းကိုဘာလို့လဲဆိုတော့ငါအမှုပတ်လည်၌ဆင်းရဲခြင်းရှိငါသည်ညီးတွား၍ပင်ပန်းပြီးတတ်တာခြင်းကိုမရဆိုပြီးတော့သူကညီးတွားတယ်ဒါပေမဲ့ဘုရားကဘာပြန်ပြောလဲဆိုတော့တင်ဒီကြီးစွာသောအရာကိုကို့ဖို့ရှာသလိုမရှာနဲ့အကြောင်းမူကားငါသည်ခတ်သိမ်းသောတတဝါတို့အပေါ်သို့ပြီးရောက်စေမည်တို့ရာတွင်တင်ရောက်လေရာရာအရက်တို့၌တင်ဤအသက်ကိုလက်ရဥစ္စာကဲ့သို့တင်အားငါပေးမည်ဟုထာဝရဘုရားမိန့်တယ်ဒီဘာရုတ်ဆိုတဲ့ကောင်လေးကိုပြန်ပြီးတော့ပြောတဲ့စကားဖြစ်ပါတယ်ဘုရားကလူတိုင်းရဲ့ခံစားချက်ကိုသိပါတယ်လူတိုင်းရဲ့ခံစားချက်ကိုတန်ဖိုးထားတဲ့ဘုရားဖြစ်ပါတယ်ကျွန်တော်ရဲ့စိတ်ထဲမှာအခုဖြစ်နေတဲ့အရာတွေကျွန်တော်ကြိုလာဖို့ခက်ခဲနေတဲ့အခြေအနေတွေဒါတွေအားလုံးကိုဘုရားကသိပါတယ်ကျွန်တော်ဝမ်းနည်းနေတဲ့အရာတွေကိုလည်းဘုရားကသိပါတယ်ဒီတော့ကျွန်တော်လုပ်ရမယ့်အရာကအဲ့ဒီအခြေအနေထဲမှာပဲလဲပြုံနေဖို့မဟုတ်ဘဲနဲ့ဆက်ပြီးတော့ရှောက်လန်းသွားကြဖို့ဖြစ်ပါတယ်ဒီတော့ကျွန်တော်ရဲ့ဒေသနာလေးကိုပြန်ပြီးတော့ညီကုန်းချုပ်ရမယ်ဆိုလို့ရှိရင်ဒီကျမ်းချက်လေးနဲ့ပဲညီကုန်းချုပ်လို့ပါတယ်ကောင်းသောသူ၏ခြေရာတို့ကိုထာဝရဘုရားကြီးပဲ့ပြင်၍သူသွားရလမ်းတို့ကိုနှစ်သက်တယ်ဘုရားကကျွန်တော်တို့သွားမဲ့လမ်းတွေကိုအမြဲတမ်းပဲ့ပြင်ပေးနေပါတယ်ကျွန်တော်တို့လျှောက်တဲ့လမ်းတွေကိုဘုရားကနှစ်သက်တယ်ကြည့်ရှုတယ်ဆောင်မတယ်ထိုသူသည်လဲတော်လဲဆုံးရသို့မရောက်ရဒါပေမဲ့တခါတည်းမှာလောကကြီးထဲမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့လဲကောင်းလဲနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီຢာကကျွန်တော်တို့အတွက်ဆုံးရှုံးဖို့မဟုတ်ပါဘူးဆုံးရမရောက်ပါဘူးအဲ့ဒီຢာကဘာဖြစ်ဖို့လဲဆိုတော့အကြောင်းမူကားထာဝရဘုရားသည်သူ၏လက်ကိုကင်မတော်မူဘုရားကကျွန်တော်တို့လက်ကိုဆွဲထားပြီးတယ်ဒီတော့အခုကျွန်တော်တို့နိုင်ငံရေးလူမှုရေးစီးပွားရေးမှာအစနော်အမျိုးမျိုးရှိတယ်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့အရာတွေအများကြီးရှိတယ်ကျောင်းသားတွေဆိုလည်းပညာရေးတွေရှိတယ်လုပ်ငန်းခွင်မှာအလုပ်လုပ်နေတဲ့သူတွေဆိုလည်းလှုပ်ရှားလုပ်တွေရှိတယ်ချရမယ့်ဆုံးဖြတ်ချက်တွေကျွန်တော်စိန်ခေါ်ရမယ့်အရာတွေအများကြီးရှိတယ်အဲ့ဒီအရာတွေကိုကြာရှုံးဖို့ကြောက်ရွံ့နေတာမဟုတ်ဘဲနဲ့ဘလို့ချင်းဒီပဲကြုံဆက်ပြီးတော့သွားမယ်ဖျားနဲ့တူသွားမယ်ဆိုလို့ရှိရင်เนาะဘုရားသခင်ကကျွန်တော်တို့ရဲ့လက်ကိုကင်မထားတယ်အမြဲတမ်းကူမနေမှာဖြစ်တယ်ဆိုတာကိုဖော်ပြလိုပါတယ်ကျွန်တော်တို့တယောက်ချင်းစီတိုင်းမှာဘုရားသခင်ကောင်းချီးပေးပါစေ